လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာစိုးတိဟာစာမျက်နှာ15ကိုဖတ်ပြမယ်နော် page 15မှာစာမျက်နှာ15 page 15ဖတ်ပြပါမယ်စပွဲကိုတန့်ရှင်းပါ clean the table စပွဲကိုတန့်ရှင်းပါအခန်းကိုတက်ရက်အောင်လုပ်ပါအခန်းကိုတက်ရက်အောင်လုပ်ပါ tidy the room tidy the room tidy the room အခန်းကိုတက်ရက်အောင်လုပ်ပါကုန်စီတွေကိုချိန်တွယ်ပါကုန်စီတွေကိုချိန်တွယ်ပါ wait the goose wait the goose ကုန်စီတွေကိုချိန်တွယ်ပါ wait the goose ကုန်စီတွေကိုချိန်တွယ်ပါကုန်ပစ္စည်းတွေကိုရေတွက်ပါ count the stock stocks count the stock ကုန်ပစ္စည်းတွေကိုရေတွက်ပါတမျက်စီလဲတယ်ဆိုတော့ sweet sweep sweet တမျက်စီလဲတယ် sweep sweet တမျက်စီလဲတယ်ကြမ်းမြင် floor floor ကြမ်းမြင် floor floor ကြမ်းမြင်ဆေးတုပ်တယ် page paint page ဆေးတုပ်တယ် paint page ဆေးတုပ်တယ် wall wall နိုင်ရန်ဖြည့်တယ် fil ဖေးဖြည့်တယ်နော် C တွေပါတယ်ဖြည့်တာပေါ့နော် oilic အချုပ်တယ် sew စုအချုပ်တယ် sew စုအချုပ်တယ်bag bag ဒါကကြတော့လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာစိုးတိဟာရဲ့စာမျက်နှာ15ကိုဖတ်ပြပေးတာဖြစ်ပါတယ်ဒီလုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောရဲ့နောက်ပြီးတော့အခြေခံအင်္ဂလိပ်စကားပြောရဲ့စာအုပ်လေးတွေလိုချင်နေဆိုရင်မှာလို့ရတယ်နော်ထိုင်းဘက်ကဆိုလို့ရှိရင်เนาะဒါတအုပ်ကို135ဒါက69ဘတ်ပုခအပြီးဒါ135ပုခအပြီးလိုချင်ချင်းဝလေးထဲမှာဘယ်ဘက်အောက်ချင်းဝလေးထဲမှာနှိပ်ပြီးတော့ဝယ်သွားပါเนาะမြန်မာဘက်မှာဆိုလို့ရှိရင်เนาะနှစ်အုပ်ပေါင်းရင်16000နဲ့18000နဲ့ရပါမယ်ရှင်ကျေးဇူးပါလိုချင်စီးပြီးလာပါ